ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီပုံစံလေးရပြီပေါ့နော်ဒီ shape မျက်နှာဒီ parapet design တွေဒီ shape design တွေကတော့ကိုကြိုက်တဲ့ design ကိုပြင်ပြီးတော့ဆွဲလို့ရတယ်ပေါ့နော်ဒီ plan ပုံကတော့ပြီးပြီးဒီဘက်မှာအဝဲလေးတွေထုတ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီလက်ရန်လေးတွေကျွန်တော်ဆွဲတဲ့အတိုင်းပဲဒီဘက်မှာ line ဆွဲမယ်ပြီးပြီဆိုရင်အခုကျွန်တော်တို့ထပ်ဆွဲမှာပဲအပိုင်းလေးထပ်ဆွဲမှာလဲဆိုရင်ခေါင်မိုးဆွဲမယ်ခေါင်မိုးဆွဲပြီးပြီဆိုရင်ဒီရှေ့မျက်နှာစာဆွဲမယ်ပေါ့နော်ရှေ့မျက်နှာစာ print ပေါက်တွေတကားတွေဆွဲမယ်ဒီနားမှာတကားဆွဲမယ်ဒီဘက်ကို run out ထပ်မဲ့တကားတွေဆွဲမယ်ပေါ့နော်ခေါင်မိုးဆွဲမယ်အရင်ဆုံးခေါင်မိုးဆွဲမယ်ခေါင်မိုးဆွဲဖို့အတွက်ကျွန်တော်တို့ကဘယ်တော့မှလဲဒါဘယ် level လဲနော် roof level ကိုတောင်းမှာနော် roof floor တော့ roof floor တော့ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာခေါင်မိုးတွေဆွဲမယ်ခေါင်မိုးဆွဲဖို့အတွက် architecture တဲ့ roof by footprint နဲ့ဆွဲမယ် pick line sorry control Z pick line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  ဒီက pick line pick line ပါနော်ဒါဆိုရင်ရပြီဒါမှသူ့ကို slope ကဘယ်လောက်ပေးမလဲ36ဆိုတော့ကျွန်တော်က23လောက်ပဲထားလိုက်မယ်23မှန်ချစ်ပေးလိုက်မယ်3ဒီကိုချက်ကြည့်မယ်ဒီပုံစံလေးပေါ့နော်23မကြောက်ဆိုရင်နည်းနည်းထားနေခြင်းနဲ့ဆို22လောက်ထားလိုက်ပေါ့နော်နောက်ရဆိုရင်ဒီပုံစံလေးကျွန်တော်တို့ကခေါင်မိုးရမယ်ခေါင်မိုးရပြီးဆိုရင်ရှေ့မျက်နှာစာကို brain ပေါက်တွေထည့်မယ်ပေါ့နော်ဒီနားမှာတကားပေါက်ထည့်မယ်ဒီနားမှာတကားပေါက်ထည့်မယ်ပေါ့နော်အဲ့တော့တကားပေါက်ထည့်မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ပဲတောင်းပါလဲ first floor တော့ first floor တော့ပြီးရင်ဗာနဲ့ထဲမှာလဲဆိုရင်ကျွန်တော်တို့က wall နဲ့ထည့်မယ် wall ထဲမှာ curtain wall နဲ့ထည့်မယ် curtain wall ကလေးတစ်ချက်နဲ့ရ brain တကားပေါက်ကဘယ်နှပေလောက်ထည့်မလဲပေါ့နော်6ပေလောက်ထည့်မလားပေါ့ကိုအဆင်ပြေမယ်လှမယ်ထင်တဲ့လောက်လေးထည့်လိုက်ပေါ့နော်6ပေထည့်ခြင်းလဲထည့်ပေါ့ကိုအဆင်ပြေလောက်ထည့်လို့ရတယ်ဘာမှမဖြစ်ဘူးနော်အပေါ်ကအပေးtop offset ကိုဘယ်နှပေထားမလဲပေါ့နော် -1 လောက်ထားလိုက်မယ် top offset -1 ဒါမှနည်းနည်းလေးချဲ့ခြင်းနေလဲချဲ့ပေါ့နော်ဒီပုံစံလေးလောက်လိုက်ပေါ့လောက်ပြီးပြီဆိုရင်ကျွန်တော်တို့ကနည်းနည်းထပ်ဆွဲလိုက်အောင်9ပေလောက်ပြီးပြီဆိုရင်ဘာလို့တော့မှလဲတခါလဲကျွန်တော် grid line ကြီးပေးတော့မယ်9ပေပေးမယ်ဒီဘက်ကိုတပေ6ဒီဘက်ကိုတပေ6ဒီမှာ 1.5 လို့ရိုက်လိုက်မယ် 1.5ဒီပုံစံလေးရပြီဆိုရင်အပေါ်ဘာလို့တော့မှလဲကျွန်တော်မူလီယံခတ်မယ်ပေါ့နော် all grid နဲ့ကိုကြိုက်တဲ့ဟာနဲ့ပဲခတ်လိုက်မယ် all grid all grid ခတ်ပြီးပြီဆိုရင်ဒီယောက်ကဘောင်းကိုမလို့ဒီယောက်ကဘောင်းမလို့လည်းဖြတ်လိုက်မယ် delete ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီတကားပုံစံလေးရမယ်ပုံစံလေးရမယ်ဆိုရင်သူ့ကိုတက်ကီးလေးကိုဖိလိုက်မယ်တက်ကီးလေးကိုဖိပြီးတော့တကားပေါက်ထည့်မယ်ပေါ့နော်ဒီမှာ double glass ပါညာဆိုပြီးထည့်လိုက်မယ်သူ့ကိုအတွင်းပွင့်အပြင်ပွင့်ဟောကိုစင်ပြေပြောင်းလိုက်မယ်double glass လုပ်ပြီးပြီဆိုရင်သူ့ကိုဒီဘက်မှာမန်ပေါင်လေးတွေကိုချိန်မယ်ပေါ့နော်တက်ကီးလေးနဲ့မန်ပေါင်လေးတွေကာလာလေးတွေချိန်မယ်ပေါ့နောက်တစ်ဘက်မှာတက်ကီးလေးနေမယ် control ကီးလေးကိုပြန်ဖိ grade channel တက်ကီးလေးကိုဖိ control လေးကိုပြန်ဖိဒီမှာကိုက my glass ဆိုပြီးတော့ဒီမှာရှိရမယ်ဒီပုံစံလေးနဲ့ကာလာလေးချိန်ပေးလိုက်မယ်ပေါ့နော်အောက်ကအတိုင်းပေါ့ချိန်ပြီးပြီဆိုဘာလို့မှလဲဆိုရင်သူ့ကိုကျွန်တော်တို့ဒီနားလေးမှာဒီတော့ဒါ group ဖြစ်နေဒီနားလေးမှာဘာလို့မှလဲဆိုရင်အရင်ကအတိုးလိုင်းလေးထည့်အောင်နော်အတိုးလိုင်းလေးထည့်မယ်မြန်မာမှုလေးပေါ့နော်ဒါမျိုးဒီကျွန်တော်တို့ဘာလာဘက်မှာတည်းလိုမျိုးအတိုးလိုင်းလေးဒီပုံစံထည့်မယ်ဆိုရင်ဘာနဲ့ထည့်မှာလဲ sweeper နဲ့ပဲထည့်မယ်နော် edit simply sweep နဲ့ပဲထည့်မယ်quick back 3ဘက်ထည့်ရမှာပေါ့နော်manchik edit profile ပေါ့နော် edit profile ဒီပုံစံလေးမှာဘယ်နဲ့လက်မလောက်ထည့်မယ်တပေလောက်ထည့်ခြင်းလဲတော့နည်းလာခြင်းအပေါ်တပေလေးရိုက်လိုက်မယ်ထည့်ခြင်းတော့တပေလောက်ရိုက်လိုက်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီဘက်ကိုဘယ်နဲ့လက်မလောက်ရိုက်မလဲ3လက်မလောက်ရိုက်လိုက်ပေါ့နော်3လက်မဟုတ်ပါဘူး sorry 3ပေဖြစ်သွားနော်ဒီဘက်ကို3 inches အောက်ကိုကျွန်တော်တို့ကဘယ်နဲ့လက်မလောက်ရိုက်မလဲ3 inches လောက်ရိုက်လိုက်ပေါ့နော်3 inches လောက်ရိုက်ရမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကအောက်ကို2လက်မလောက်ပါနဲ့သွားပေါ့နော်2လက်မလောက်သွားပြီးဆိုတော့ထပ်2လက်မလောက်ပြန်သွားမယ်ဒါမျိုးလေးပေါ့နော်
လိုလေးသွားမယ်ပြီးပြီဆိုအောက်ကိုလိုလေးပြန်သွားမယ်အဆင်ပြေတဲ့ပုံစံလေးလုပ်လို့ရနော်လိုလေးသွားပြီးရင်ဟောလိုလေးဆက်လိုက်မယ်သူကာလာကတော့မတီတီကတော့ဝေါ်ကာလာပဲထည့်လိုက်မယ်နော်ဖြူအောင်လေးပဲတခြားရောင်ထည့်ခြင်းလည်းထည့်ဖို့ကိုကြိုက်တဲ့ကာလာထည့်ပြီးပြီဆိုအမှန်ချစ်ပေးလိုက်မှန်ချစ်တော့ကောင်းနေမယ်ဟုတ်ပြီဒါဆိုရင်ဒီနားမှာကျွန်တော်တို့ကဒီတကားပေါင်ပေးမှမြန်မာမှုပါညာလေးရပြီပေါ့နော်မြန်မာမှုပါညာရမှန်ချစ်ပေးလိုက်ပေါ့ဟုတ်ပြီလားအမှန်ချစ်ပေးပြီးဆိုရင်ကျွန်တော်တို့ကဒီပုံစံတကားပေါက်ကိုပဲဒီဘက်မှာကျွန်တော်တို့ကထည့်မှာပေါ့နော်အဲဒါ copy ပွားခြင်းလဲပွားလိုက်ပါသူfirst row တော့အဲ့ဒါပြီးတော့မှာ copy လေးပွားလိုက်မယ်ဒီလိုလာမယ်ပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကထည့်လိုက်မယ် okay ဒါဆိုရင်ဒီပုံစံလေးရမယ်ဒီပုံစံရမယ်ဒီနောက်မှာကျွန်တော်တို့ကဒီအတူလိုက်ထပ်ထဲမှာဆိုရင်သူ edit symbol လေးနေမယ်ပြီးရင်သူ့ကိုကျွန်တော်တို့ကဘာလုပ်လိုက်မှာလဲ copy ပွားလိုက်မယ်ပေါ့နော်သူ့လဲအဲ့တော့ copy ဒီတကားပေါင်ရဲ့ထောင်းကနေကူပါဆိုဒီဘက်ကိုလည်းတကားပေါင်ရဲ့ထောင်းလေးကိုချလိုက်မယ် okay ဒါဆိုနှစ်ဖက်လုံးမှာကျွန်တော်တို့ကဟိုဟာရသွားပြီပေါ့နော်အတူလိုင်းလေးတွေရပါပြီအဆင်ပြေသွားပြီအဲ့ဒီအမှန်ချင်းနေမယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီတကားပေါင်လေးတွေမှာလည်းအတူလိုင်းလေးထည့်မယ်ပေါ့နော်အတူလိုင်းတမာလေးရောထည့်ထားပြီးဒီဘက်အချမ်းမှာကျွန်တော်တို့ကအတူလိုင်းလေးထပ်ထည့်မယ်အတူလိုင်းထပ်ထည့်ဖို့အတွက်မြန်မာမှုလေးထည့်မယ်ပေါ့နော်ထည့်ဖို့အတွက် quick back နဲ့ပဲထည့်မယ်ဒီ sweet နဲ့ပဲထည့်မယ်နော် sweet quick back ဒါတော့ကိုကြိုက်တဲ့ design ကိုကြိုက်တဲ့ပုံစံထည့်လို့ရအောင်မြန်မာမှုကတော့ကျွန်တော်လွယ်တဲ့ဟာလေးထည့်ပြထားတယ်ပေါ့နော်edit profile ဒီဘက်ကိုဘယ်နှလက်မတော့9လက်မလောက်တော့မယ်9လက်မဟုတ်ပြီနော်ဒီဘက်ကိုလည်း9လက်မလောက်ပြန်တော့မယ်9လက်မမို့ဒီဘက်ကိုကခဏလေးကွန်ထူ9လက်မမို့ဒီကောင်းကိုက9လက်မလောက်တော့ရင်ကောင်းမလားငါကလေးနော်9လက်မမို့ဒီကောင်းကိုပဲတော့မယ်တလက်မပဲတော့မယ်တလက်မအောက်ကိုလည်းအောက်ကိုလည်းတလက်မပဲနော်တလက်မဒီဘက်ကိုလည်းတလက်မcontrol sk ဒီဘက်ကို9လက်မပြန်သွားမယ်9လက်မ9လက်မအပေါ်ကိုတလက်မသွားဒီဘက်ကိုတလက်မလာအပြင်အပေါ်ကိုတလက်မပြန်သွားပြီးရင်ဒီကောင်လေးကိုဒီနားလေးမှာဘယ်လိုပုံစံလဲတမျိုးစံတဲ့မျိုးပေါ့နော်ကွင်းလေးလောက်လိုက်မယ်ပြီးကျွန်တော်အမှန်ချစ်ပေးလိုက်ဒါဆိုဒီနားမှာကျွန်တော်တို့ကတိုးလိုက်ပါညာရပြီပေါ့နော်ရပြီဆိုရင်သူ့ကိုတခါလဲကျွန်တော်တို့ copy ပွားလိုက်တော့မယ်ဒီသုံးခုလုံး copy ပွားလိုက်မယ်ဒီကောင်တို့ကောင်ပြီး copy multiple ဆိုရင်ဒီထောက်မှာနှိပ်တဲ့ကြောင့်မို့ဒီဘက်ကတကားဖောင်ထောက်မှာနှိပ်မယ်ဘောကိုပြန်ကူးမယ်ပေါ့နော် copy okay အဲ့ဆိုရင်ဒီကောင်လေးခုလုံးကိုကျွန်တော်တို့ကဟိုဘက်ချမ်းတွေကိုပြန်ပြီးတော့ဒီဘက်တွေကိုဘာလို့မှမေရာပွားမယ်ပေါ့နော်မေရာပွားကြမလို့ဟုတ်ပြီအဲ့လိုပဲလုပ်လိုက်မယ်နော်အဲ့လိုမေရာပွားခြင်းမေရာပွားလိုက်မယ်ပွားပြီးရင်ဒီအပေါ်ဘက်ကိုပြန်ပြီးတော့ copy ပွားလိုက်မယ်ပေါ့ကျွန်တော်တို့က edit simply ဒီမှာနှစ်ခုရှိပြီသားဆိုတော့သူ့ကိုကျွန်တော်တို့က copy ပြန်ပွားလိုက်မယ်အပေါ်ဘက်ချမ်းကို copy ဟုတ်ပြီနော် mention နေလိုက်အောင်ပဲနော်ဟုတ်ပြီဒါဆိုရင်ဒီပုံစံလေးကျွန်တော်တို့ကရပြီဆိုရင်အခုပါဆွဲမလဲဆိုတော့ဒီရှင်းမျက်နှာစာမှာတကားပေါက်ထည့်ဖို့အတွက်ကျွန်တော်ဆွဲတော့မယ်ground floor မှာအရင်ထပ်ဆွဲမယ်ပေါ့နော်ကျွန်တော်တို့က ground floor မှာဆွဲမယ် ground floor မှာဆွဲဖို့အတွက် architecture တဲ့ wall မှာကျွန်တော်တို့က cutting wall နဲ့ပဲဆွဲမယ်ပေါ့နော်နှစ်ပေလောက်ဆွဲမလဲတကားပေါက်ရဲ့အကျယ်ကိုကျွန်တော်တို့ကဘယ်နှပေဆွဲရင်ကောင်းမလဲကိုစင်ပြလောက်ဆွဲလိုက်ပေါ့နော်ကြည့်လိုက်ချက်ကြည့်လိုက်မယ်ကျွန်တော် 3D view ကနေချက်ကြည့်လိုက်မယ်အရန်ကျယ်လွန်းရင်လည်းမလှဘူးဆိုရင်သူ့ကိုနည်းနည်းလေးပုံမှန် adjust လုပ်လိုက်မယ်ပေါ့နော်ကျယ်လွန်းရင်လည်းကားကြီးကပြက်အဲဖြစ်နေမှာနော်ပြက်front view ကနေကြည့်မယ်ပေါ့နော် ဟ
ဖြစ်နေလဲအဆင်မပြေဘူးလေနော်12ပေတော့ရှိနေပြီ12ပေရတကယ်တော့ကျဲတယ်နော်ပြင်မှာဆွဲတော့အပြင်မှာတကယ်လက်တွေ့ဆွဲမယ်ဆိုတော့လက်တွေ့စောက်မယ်ဆိုတော့12ပေရကျဲတယ်လို့ပြောလို့ရတယ်နော်တော်တော်ကြီးကိုကျဲတယ်စနေလို့ရတယ် okay နောက်ကျွန်တော်တို့ဒီနားလေးမှာဘာကြီးလောက်မှလဲဆိုရင်ကာတိန်ဝေါ်ဘာညာလောက်မယ်ပေါ့နော်ကာတိန် grid ဘယ်နှပေလောက်2ပေ6လောက်ထားလိုက်မယ်ပေါ့နော်2.5 2.5ပြမယ်နော်2.5အမှန်ကနည်းနည်းချအောင်ဆိုဒီမှန်လေးကိုဆက်လက်ကြည့်မြင်နေရမှာဘာလို့လဲမပြီးဆိုဒီနားလေးမှာဘာလို့မှလဲကျွန်တော်တို့ကဒီနားလေးမှာ cutting grid ဘာညာဆွဲမယ်ပေါ့နော်ဆွဲကျင်လဲဆွဲပေါ်တာမဆွဲကျင်လဲကိစ္စမရှိတာကို design နဲ့ကိုပဲလေနော် cutting grid ဆွဲလိုက်မယ်ဒီနားလေးမှာဘယ်နှပေ2ပေလောက်ထားလိုက်မယ်2ပေမဟုတ်လဲအပေါ်နဲ့အောက်ညီချင်း2ပေ6လောက်ထားလိုက်ပေါ့နော်ဘေးနဲ့အပေါ်နဲ့ညီချင်း2ပေ6လောက်ထားလိုက်ပဲ2.5 okay ပြီးပြီဆိုကျွန်တော်တို့ကဘာလုပ်တော့မှာလဲလောက်တော့မှလဲဆိုရင်မူလီယန်ထည့်မယ်မူလီယန် Outgrid ကိုမှဒီဘက်အောက်ဘက်ချမ်းမလို့နော်ဟုတ်လားဒီဘက်ချမ်းမလို့သူ့ကိုဒီနားမှာကျွန်တော်ဟိုကာတိန် draw ထည့်မယ်ပေါ့နော်မန်ပေါင်း draw လေးထည့်မယ်တက်ကီးလေးကိုပြီးလိုက်မယ်တက်ကီးလေးကိုပြီးဒီအလဲမှာဟိုပြသွားရေးဆိုတော့ကျွန်တော်တို့ကဒီမှာကာတိန်ဒါလေးထည့်လိုက်တော့နော်ဒါပေမဲ့ဒီနားလေးမှာတော့ကာတိန်ထည့်လိုက်တဲ့အချိန်မှာဒီမန်ပေါင်းကဘောင်းက2ခုလောက်ဖြစ်သွားတာနော်အဲ့လိုမျိုးတော့ရှိမယ်အတွင်းဝင်ပြင်ဝင်လို့ scale ကိုနည်းလိုက်မယ်ခေးတာဆိုရင်ပြင်မဖြစ်သွားပြီပြီးပြီဆိုရင်ကျွန်တော်တို့ကဒီအပေါ်ဘက်ချမ်းလေး white ကလေးဟောက်လို့လေးဆွဲမယ်ပေါ့နော် white လေးဆွဲဖို့အတွက်ကျွန်တော်တို့ကfirst floor တော့ပြီးပြီဆိုရင် wall cutting wall နဲ့ပဲထပ်ဆွဲမယ်အောက်နဲ့ညီအောင်ထားလိုက်မယ်နော်ညီပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီနားလေးမှာအဝိုက်လေးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ addition play ဒီအပေါ်ဟာလေးကိုအရင်ဖြတ်လိုက်မယ်ပြီးရင်ဒီနားလေးမှာသူ့ကိုဒီဟာလေးနဲ့ညီအောင်ထားလိုက်မယ်ပေါ့နော်ဒါမှမဟုတ်လည်းခဏလေးနော် control z ဒီလက်ရန်လေးနဲ့အညီထားလိုက်မယ်နော်ဘာဖြစ်လို့ဒီဟာလေးလှအောင်အဝိုက်ကလေးကလှအောင်နော်အဝိုက်ကလေးလှအောင်ဟုတ်ပါဘူးဒီအဝိုက်ကလေးလှအောင်လို့ကျွန်တော်ပြီးပြီဆိုရင်ဘာလုပ်မလဲ train extend နဲ့ဖြတ်လိုက်မယ် train extend ဒါမှဟိုကတိတ်မဖြစ်ချင်သူကဒီမှာအပေါ်ရောက်နေနော်delete လိုက်အောင်ခဏလေးဒီကောင်းကိုထားပါတော့ဒီလောက်ဆိုရင်ဒီနားလောက်လေးလောက်ရအောင်ပေါ်တိကြတော့ဒီဟာကြီးက select ဟိုအပေါ်ရောက်သွားပြီနော်အဲ့လိုကြီးလုပ်လိုက်ရအောင်နော်ဘူးလိုကြီးတော့ဖြစ်နေတာပေါ့အမှန်ချင်းဒီပုံစံဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်ကအတိုင်းဒီလိုလာပါလိမ့်နော်ဟောလို့လာမယ်ဒီလိုလာမယ်ပေါ့နော်3ရက်ဆိုတော့first floor ပဲပြန်သွားမယ် first floor သွားပြီးပြီဆိုရင်2ကိုကျွန်တော်တို့နောက်ထပ် wall တစ်ခု cutting wall ကိုနောက်တစ်ခုပြန်ဆွဲမယ်ပေါ့နော်ဒီလိုလေးဆွဲလိုက်နော်3 review ပြန်တော့ပြီးပြလိုက်မှာ man က2ထပ်ဖြစ်နေလိမ့်မယ်နော်ပြလိုက်မယ်အောက်ကကိုကျွန်တော်တို့ကသူ့ကိုဒီအောက်ကဒီ cutting grid နဲ့ညီအောင်ရွှေ့လိုက်မယ်သူ့နော်ရွှေ့လိုက်မယ်ဒီကောင်းလည်းနည်းလေးရွှေ့လိုက်မယ်အောက်ကဟာနဲ့ညီအောင်နော်ဒီအောက်ကဟာလေးနဲ့တန်းနေအောင်ရွှေ့လိုက်မယ်ဟုတ်ပြီအောက်ကလေးနဲ့တန်းသွားပြီဆိုရင်သူ့ကိုလည်းကျွန်တော် edit profile ပြန်လုပ်မယ်နော်အဲ့ဒီပုံလေးထဲမှာဒီကောင်နဲ့ဘယ်လောက်လဲဒီကောင်2ပေမလား2ပေ offset ဆိုသူ2ပေလို့2ပေ pick line နဲ့ offset ပေးလိုက်မယ်ပေါ့နော် pick line နဲ့ offset 2ပေထားလိုက်မယ်2ပေထားပြီးဆိုရင်ဒီအပြာလမ်းနေနဲ့အာဆင်မှာသူက offset ပြစ်သွားပြီနော်အပေါ်ကနဲ့ဘယ်လိုလုပ်မယ်တွေးလာမယ်ပေါ့နော်လူကြီးတော့ဟုတ်ပြီပါဟုတ်ကမညီဘူးလားဒီကောင်က
ချက်ကြည့်မယ်နော်ပြီးရင်အတိုင်းတာတွေချက်ကြည့်ရအောင်ရပါတယ်ရှူဟောဒီမှာမဖြစ်ရသေး sorry continue ဒီမှာမဖြစ်ရသေးတော့နော် line တကူကပိုးနေတာကြောင့်အမှန်ချင်းနေမရဘူးဖြစ်နေဩလူရဒီကောင်းက delete လိုက်မှာခဏ hi view animal ဒီကောင်တုံးနေဖြစ်နေငါပေးပဲချမယ်အားကြောင့်မညီဘူးဖြစ်နေတာနော်2ပေ6 sorry ထား2ပေ6ထားမှာ2ပေ6 2.5ဟုတ်ပြီဒီမှာမှဒီခဏလေးပြန်ပေါ်လိုက်ရဟုတ်high ထားရပြန်ပေါ်ခြင်းမှာ high ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့က2ပေဆိုတော့ဒီကောက်ကိုလည်းပြန်ပြီး adjust လုပ်မယ်ဒီအလဲဟာလေးကိုနော်ဒီအလဲအကောင်ကိုကျွန်တော်တို့ကပြန်ပြီး adjust လုပ်မယ်ဆိုတာကဒီကောင်ကို2ပေ 2.5 ထားပါနော်remove constraint နော်အလိုလား okay ဒီကောင်ကဒီရောက်ဒီကောင်လည်း 2.5 ပဲနော် remove constraint okay အမှန်ချက်လေးပေးလိုက် okay ဒီကောင်ကတိတ်မှန်မှန်ချင်းနေလို့လားနိုင်တော့ဒီကောင် delete လိုက်ကွာနိုင်နော် sorry ဒီကောင် delete လိုက်မယ်နော် delete လိုက်ပြီး offset ပြလိုက်မယ်နော် offset ဘယ်လောက်ပြရမလဲ2ပေ6ပြရမယ်ပတ်လေက2ပေ6ဆိုသူ့လည်း2ပေ6ဒီကောင်လေးလိုက်ပြလိုက်နော်ပြပြီးစမှာကျွန်တော် train extend လေးနဲ့ပါညာလုပ်လိုက်မယ် train extend နဲ့ပုံနေရာလေးဖြတ်လိုက်မယ်ပြီးမှချစ်လေးပေးလိုက်ပေါ့ okay ဒါဆိုပုံစံလေးရပြီဒါတော့မှတိတ်မညီခြင်းဘူးနော်စောင်းကိုင်းဖြစ်နေနားလေးအဲ့ဒါဆိုရင်ထားပါတော့ကိုယ့်အကူပဲဒီရနေပဲ live လုပ်လိုက်တော့မယ်နော်ဒီလိုပဲလုပ်လိုက်မယ်နော်မှန်ချပေးလိုက်မယ်ဒီပုံစံလေးရမယ်ရပြီးဆိုကျွန်တော်နောက်တက်ထပ်တရက်ဒီနားလေးမှာထပ်ဆွဲဦးမယ်နော်ဆွဲဦးမယ်ဆိုတော့first flow ပြန်သွားမယ်အမှန်တရားပြန်သွားပြီးဆိုကျွန်တော်တို့ကတော့ creation မလားဒီနားလေးမှာပြန်ဆွဲလိုက်မယ် 3D ကိုပြန်သွားနောက်ထပ် man တစ်ခုပြန်ဆွဲပြီးလဲသူ့အဲ့တော့ခဏလိုပဲပြန်လုပ်မယ်ကျွန်တော်တို့က edit profile ဘာညာနဲ့ပြန်လုပ်မယ်ပေါ့နော် remove constraint remove constraint နဲ့ပေါ့နော်ဘယ်လောက်လဲ2ပေremove constraint ဒီကောင်2ပေ okay reason 2ကိုဖြတ်လိုက်ဖြတ်ပြီးရင်ကျွန်တော်ဘာလုပ်မှာလဲဒီအကွေးလေးနဲ့ဟောဒီဆွဲလိုက်မယ်ပြီးပြီးရင်ဘာလုပ်မှာပိုတာလူဟာလေးကို train stand နဲ့ဖြတ်လိုက်မယ် train stand ဖြတ်ပြီးရင်ဘာလုပ်မှာလဲမှန်ချစ်လေးပေးပြီးရင်ကျွန်တော်တို့ကမူလီယန်နေထည့်လို့ရပြီပေါ့နော်မူလီယန်တက်ကြတယ်ဒီမှာ grid လေးခွဲပေးဦးဆိုနော် garden grid ဟောလို့လေးပေါ့ဘယ်ရောခွဲဦးမလားလဲခွဲကြုံခွဲလို့ရနော်
element cutting grid one segment နဲ့ဆွဲရ one segment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  မရဘူးကဘာလို့လဲဆိုတော့ဒီတစ်ခုလုံးမှာဒီကောင်ပါနေတယ်နော် okay ထားပါတော့ဘယ်လိုပဲပြောအဲ့ဒါဆိုရင်ကျွန်တော်တို့ boolean grid နဲ့ပေးလိုက်မယ်ဒီပုံစံလေးရမယ်နော်ပြီးဆိုရင်ဒါလေးမှာ boolean လေးလိုလေးလိုက်ထည့်လိုက်မယ်ဟုတ်နော်အဲ့ဒါဒီပုံစံလေးရပါပြီဒီပုံစံလေးရပါပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင်ဒီကောင်းကိုဘာလုပ်ရအောင်နည်းနည်းလေးအပေါ်ရှည်ထည့်ရအောင်ဒီကောင်းနည်းနည်းလေးအပေါ်ထည့်ကောင်းမယ်ဒီလိုလေးပေါ့နော်အားမှအဆင်ပြေအောင်ဒီကောင်တက်သွားရင်ဒီကောင်းကိုလည်းတက်မှရမယ်နော်နော် edit profile ကောင်းလေးလည်းအပေါ်လေးနည်းနည်းလေးတက်လျအောင်လေ okay မှန်ချပေးလိုက်ဒီပုံစံလေးရပါပြီကျွန်တော်တို့ကဒီပုံစံလေးရပြီကောင်းလေးလည်းတက်ချင်တက်လိုက်ပေါ့ကွာထပ်ပြီးတော့ကောင်းလေးလည်းနည်းနည်းလေးအပေါ်ထပ်တက်လိုက်မယ်တက်နိုင်ဘူးเนาะဒီပုံစံလေး okay ဆိုရင်ကျွန်တော်ဒီပုံစံလေးရပြီဆိုရင်သူ့ကို color ဘာညာခွဲမယ်ပေါ့နော် color အရောင်ခွဲမယ် color အရောင်ခွဲဖို့တက်ကီးလေးကိုနှိပ်မယ်တက်ကီးလေးကိုနှိပ်ပြီးရင်ဒီဘက်ကိုလည်းတက်ကီးလေးကိုပြီးမယ် control ကီးလေးကိုပြီးပြီးတော့နှစ်ခုလုံးဘာကြောင်းပါလဲကျွန်တော်ကိုရဲ့ my class ဆိုတဲ့လိုအရောင်လေးပြောင်းပေးလိုက်မယ်ပေါ့နော်အပေါ်ဘက်တစ်ချမ်းလုံးပြောင်းချင်လေရတယ်ဒီကောင်တစ်ချမ်းလုံးနော်ဒီနားမှာကျွန်တော်တို့ကဟွာလေးလုပ်ပေးမှဆို cutting grid လေးထားပေးဦးဆိုဒီနားလေးမှာနော် one segment နဲ့နားလေးမှာ one segment နဲ့ထားပေးမယ်ပြီးပြီဆိုရင်ဒီအလဲကောဘာနှစ်ပေးလောက်ထားမလဲ3ပေးလောက်ပဲထားမယ်နော်3ပေးလောက်ထားပြီးတော့ color ဘာညာချိန်ပေးအောင်မယ်နော်သူ color ချိန်မယ်ဆိုဘယ်လိုချိန်မလဲဆိုတော့ကဒီကောင်လက်တက်ကလေးနဲ့ပဲ color လေးချိန်ပေးလိုက်မယ်တက်ကလေးနဲ့ color လေးကိုယ့်အကူကြိုက်တဲ့ရောင်ပြောင်းပေါ့နော် class စိမ်းရောင်ပြောင်းချင်တယ်ပြောင်းနေရာပြောင်းဒါတော့ကျွန်တော်ကလွယ်ရလေးအနေနဲ့ပြောင်းပေးထားတယ်နောက်ပြီးဒါဆိုကျွန်တော်တို့ကဒီရှင်းမျက်နှာစာကိုရသွားပြီပေါ့နော်ရှင်းမျက်နှာစာရသွားပြီဒီဘက်အချမ်းနေလဲတဲ့မှာထည့်ပြီးပြီဆိုတော့ဒီကောင်လေးကိုဒီနားမှာကျွန်တော်တို့ကအတိုးလိုင်းလေးထည့်အောင်နော်ဒီနားလေးမှာအတိုးလိုင်းလေးထည့်မယ်တိုးလိုင်းလေးထည့်ဖို့အတွက်ကျွန်တော်တို့ကဘာနဲ့ထည့်မှာလဲဟုတ်ပါတယ်ကျွန်တော်တို့ပုံမှန်အမြဲထည့်နေကြ edit ဒီ suite နဲ့ပဲထည့်မယ်နော် suite quick pack bit 3d8 နားလေးမရသေးဘူးတိုင်းဒီဖြောက်မှရဘာဖြစ်လဲဆိုတော့ဒီ wall တွေကိုမမြင်ရဘူးလေနော်ကျွန်တော်တို့က wall တွေမမြင်ရတဲ့ကြောင့်ဒီတိုင်းတွေကိုဒီတိုင်း၃လုံးကိုအရင်ဖြောက်ထားမယ်ကျွန်တော်တို့ကright click high and view element ဟုတ်ပါဘူးဘာလို့မလိုက်လဲ high and view element ဟုတ်ပြီရပြီဒါဆိုရင်အဆင်ပြေပြီဖြစ်တဲ့ကြောင့်သူ့ကို name edit create switch quick pack ဒီမှာ trace တန်း 3D package quick pack မဆက်သေးဘူးเนาะမဆက်သေးရင်သူကဒီ sweeper တုံးလို့မရဘူးလွတ်နေ pet 3D အဲ့ဒီမှာရရင်เนาะအဲ့ဆိုရင်ရပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲ match ပေးလိုက်ဒီဘက်ကတော့ edit profile ဒီပုံစံလေးဆိုတော့ကကျွန်တော်တို့အပြင်ဘက်ချမ်းလေးရဲ့အောက်ဘက်ချမ်းလေးကိုဆွဲမှာเนาะဆရာဖြစ်တဲ့အကြောင်းမလို့အပေါ်ဘယ်နှပေဆွဲမလဲတစ်ပေလောက်ဆွဲလိုက်ပေါ့နော်တစ်ပေ
တပေဆွဲမယ်တပေဆွဲပြီးပြီဆိုရင်ခဏအတိုင်းပဲကျွန်တော်တို့က3လက်မဆွဲမယ်အောက်ဘက်ကိုဘယ်နှလက်မပြန်ဆွဲမလဲအောက်ဘက်ကို3လက်မအကွေးလေးလုပ်မယ်ပေါ့နော်3လက်မအကွေးလေးပြီးပြီဆိုရင်အောက်ဘက်ကိုဘယ်နှလက်မပြန်2လက်မပြန်ဆင်းမယ်ပြီးရင်ဒီအကလေးနဲ့ကျွန်တော်3လက်မပြန်ဆင်းလိုက်မယ်ကွေးလိုက်မယ်အောက်ဘက်ကိုကျွန်တော်တို့ကဘယ်နှလက်မဆင်းမယ်3လက်မပဲဆင်းမယ်ဒီတစ်ခါက3လက်မဆင်းမယ်ပြီးရင်လိုလေးကွေးလိုက်မယ်ပေါ့နော်3လက်မထပ်ကွေးလိုက်မယ်ပြီးရင်အောက်ဘက်ကိုကျွန်တော်တို့က3လက်မထပ်သွားမယ်ပေါ့နော်3လက်မသွားပြီးဆိုဒီဘက်ကိုကျွန်တော်ကဒီလိုလေးဒီကောင်းကိုလည်းအကွင်းလေးလုပ်ပေးလိုက်ပါလို့လေနော်ပြီးရင်ကျွန်တော်ဒီဘက်ဒီသွားမယ်ဆက်လိုက်မယ်ဟုတ်လို့လေနော်သူကာလာကတော့ wall color ပဲကျွန်တော်အဖြူအောင်ပဲထားလိုက်မယ်နော်ပုံစံလေးကမရပြီဆိုတော့အမှတ်ချက်လေးပေးလိုက်မယ်ဒါဆိုသူကမြင်းချောင်းတိုင်းဟုတ်လို့လေကွင်းလေးလုပ်ပေးတော့မယ်ပေါ့နော်လိုလိုင်းလေးလုပ်ပေးတော့မြန်မာမှုလေးလုပ်ပေးတော့မယ်โอเคဒါဆိုဒီပုံစံလေးရမယ်လို့ထင်တယ်နော်ဒီအောက်ဘက်ချမ်းဒီနားလေးမှာလည်းအကွေးလုပ်ချင်နေရတယ်ကျွန်တော်မလုပ်လိုက်တော့နော်ဒီတိုင်းလေးပဲဟုတ်ပြီဒါဆိုရင်ကျွန်တော်အမှတ်ချက်ကိုနှိပ်လိုက်မယ်cannot get family Adam edit family fine is okay ဒါမှတော့အဲ့လိုပဲလုပ်လိုက်မယ်နော်ကျွန်တော်ဒါမှအဲ့လိုလုပ်လိုက်မယ်ဆိုရင်ဒီနားမှာဟိုကပေါ်လာမယ်ပေါ့တက်ပဲ family တက်ပဲလောက်တော့မှာကျွန်တော် component model display place okay 1လို့ထားလိုက်ကွာဟုတ်ပြီနော် switch quick back ဒါလည်းအေးရတော့အပြင်ရောက်ကွာအထက်အတွင်းရောက်ကွာနော်ဟုတ်ပြီ quick back ဒီဘက်ချမ်းလည်း quick back ဒီဘက်ချမ်းလည်း quick back ဒါစောနာတိုင်းပဲလုပ်လိုက်တော့เนาะဒါကျွန်တော်စောနာတိုင်းပဲကျွန်တော်လုပ်လိုက်မယ်အမှန်ချစ်ပေးလိုက်မယ်ပေါ့နော်အမှန်ချစ်ပေးပြီးရင် edit profile နဲ့ဒီအပေါ်ကိုဘယ်နှလဲမှတက်ပါတပေးတက်မယ်เนาะတပေးတက်မယ်ဒီဘက်ကို3လက်မှအောက်ကို3လက်မှအပြင်အောက်ကိုနောက်ထပ်2လက်မှပြီးရင်နောက်ထပ်အကွေးလေး3လက်မှအောက်ကို1လက်မှ3လက်မှအောက်ကို1လက်မှဒီဘက်ကို3လက်မှကွေးမယ်ဟုတ်ပြီနော်ဒီပုံစံလေးရမယ်အမှန်ချစ်ပေးလိုက်မယ်family 1 edit family 2 modify is ဘာလဲကွာ